ချမ်းနေရလာရဲ့ခေယူလေးကိုအဲ့ဒါကိုတုတ်စားမှာပါတပ်လို့စားတာဒီလိုဒီထဲစားရရလား ဒီတိုင်းစားလို့မရသေးဘူးဒီမှာပြုတ်မယ်လေဒီမှာပြုတ်ပါမယ်ခယူပြုတ်မယ်ပြုတ်ပြီးတော့တုတ်ပြီးတော့စားပါမယ်ခယူတုတ် ဒီပါဖြစ်ဘာလို့ ခေယူ ခယူထုတ်လာ ခေယူထုတ်တယ်လေခေယူထုတ်တာရန်ခတ် ဟုတ်လား ဒါရောကျိုးအောင် ဘယ်လိုထုတ်လဲ အဲ့ဒါဆိုတော့ကျိုးအောင်ပဲလုံချောင်းတို့ဆိုင်လို့လေဒါနောက်တစ်ခုလို့ ဟိုကလည်းကောင်းတယ်ဇွဲကလည်းကောင်းတယ်တခုမရအောင်မလားရတယ်ဒါဆိုတော့ရအောင်လုပ်မယ်တခုမရဘူးလားရရထားလိုက်နောက်တစ်ခုလုပ်ဒီကိုကြောက်သွားတယ်ဒီမှာလက်ထားပြီးတော့ရရ တော့လက်လေးနဲ့ထိန်းတာ ဒါကြောက်ကရှူပါ အသားလေးရယူပါ တော့တွေးတော့ပြီးကွမ်တော်ပြီတော်ပြီ ဟိုဒီဒီလို့လေ အမလေးတော်ပြီ ဒီ ဒီရမပြလို့ ခရုလေးခရုအသားလေးတွေကိုဒီဟိုဟာလေးနဲ့ပေါ့နော်အချွန်လေးနဲ့သွားကြားထိုးတန်လေးနဲ့ထုတ်တယ်ထုတ်ပြီးရောသူကအောက်မှာအမဲရောင်အတွဲလေးပါတယ်အစာအိမ်ပေါ့နော်အဲ့ຢာတွေကိုတော့ဖဲ့ပြရတယ်အပေါ်ကအခွန်အမာလေးကိုလည်းဖဲ့တယ်ပြီးတော့အထဲကအတွင်းဆုံးပိုင်းမှာရှိတဲ့ဒီအစာလမ်းကြောင်းပေါ့နော်အဲ့အစာအိမ်ကအမဲလေးအခုဆိုရင်အောက်မှာပါလာအဲ့အမဲလေးတွေကိုလည်းဖဲ့တယ်အဲ့အောက်ကအမဲလေးတွေကိုလည်းပယ်တယ်အပေါ်အသားလေးပဲယူပါဘောနော်အသားလေးတွေကိုပပလီပြီးရောတုတ်စားပါမှာ အဲ့တော့ကြောလာစားကြအောင် ပတိလေးညက်လိုက်တယ်အသားလေးကိုညက်ပြီးရောစက်တော်လေးပြီးရောနည်းနည်းပြီးရောပေါ့နော်ပြီးအဲ့တွေ့ချိုင်ခဲ့ချိန်မှာတို့ကငါပြီးအောင်လေငါပြီးလို့နှစ်လောက်ထားပါတော့ငါပြီးလေမကြီးလေးရုပ်သေးစိမ့်လေးထောင်းလာတယ်ငါပြီးတာအဲ့ဒါနဲ့ထည့်ပြီးတော့အရသာမုတ်လေးတွေပါလေးထည့်ပြီးတော့တုတ်စားကြပါတယ်ရန်ကောင်းပါတယ်